အားလုံးပဲမင်္ဂလာပါ English Byte ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ် speaking pattern လေးကတော့ I am bored plus verb ing ပေါ့နော် I am bored ဆိုတာပြင်းတာညင်းငွေတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကတခုခုလောက်ရတာကိုကပြင်းနေပြီအဲ့ဒါကြီးလောက်ရတာညင်းငွေနေပြီလို့ပြောချင် I am bored verb ing ဆိုရဲ speaking pattern လေးနဲ့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်တို့ verb ing နေရာမှာတခုခုလောက်ရတာနဲ့ပြင်းနေတဲ့အရာပေါ့နော်အဲ့ဒီအရာကိုကျွန်တော်တို့အစားထိုးပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I am bored waiting for the bus waiting for the bus ဆိုတာ bus ကားစောင့်ရတာငါ bus ကားစောင့်ရတာနဲ့ပြင်းနေပြီ bus ကားစောင့်ရတာညင်းငွေနေပြီပေါ့အဲ့ကိုစီကိုလာတဲ့ bus ကားကမများဘူးပေါ့နော် bus ကားတွေကတစ်စီးနဲ့တစ်စီး15မိနစ်20လောက်စောင့်ရတာဆိုတော့bus ကားစောင့်တစ်ခါ bus ကားစောင့်ရတာပြင်းနေညင်းငွေတယ်ပေါ့ကျွန်တော်တို့အဲ့လိုလေးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I am bored watching TV watching TV ကြည့်တာပေါ့နော်ငါ TV ကြည့်ရတာပြင်းနေပြီဒီအစီအစဉ်တွေပဲကြည်နေရတာငါပြင်းနေပြီပေါ့တခြားဟာလေးပြောင်းကြည့်ချင်တယ်အဲ့လိုမျိုးပေါ့နော်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I am bored cooking dinner ငါညစာချစ်နေရတာညင်းငွေနေပြီပြင်းနေပြီပေါ့ညစာမချစ်ချင်တော့ဘူးပေါ့အဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ်တခုခုလောက်ရတာညင်းငွေနေတာကြီးပေါ့နော်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I am bored playing this game ငါဒီ game ဆော့ရတာပြင်းနေပြီဥပမာဆို Candy Crush တို့ Mobile Legends တို့ PUBG ပေါ့နော်ထားပါတော့ကိုကတစ်ခါလာလဲဒီ game တစ်ခါလာလဲဒီ game ကြီးပဲဆော့နေရတာကိုပြင်းနေပြီညင်းဝင်နေပြီပေါ့တခြား game ပြောင်းဆော့ကြည့်ချင်တယ်အဲ့လိုချင်နေမျိုးပေါ့ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I am bored shopping alone shopping ဆိုတာဈေးဝယ်ထွက်တာပေါ့နော် shopping alone တယောက်တည်းဈေးဝယ်ထွက်ရတာပြင်းနေပြီပေါ့တယောက်တည်းဆိုတော့ဘာဝယ်လို့ဝယ်ရမှန်းမသိဘူးပေါ့တယောက်တည်းထွက်ရတော့ပြင်းနေပြီညင်းဝင်နေပြီပေါ့ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကတခုခုလောက်ရတာပြင်းနေပြီညင်းငွေ့နေပြီလို့ပြောချင်တဲ့အခါမှာကျွန်တော်တို့က I am bored verb ing ဆိုပြီးတော့ verb ing နေရာမှာအစားထိုးပြီးတော့ပေါ့နော်ကိုအဲ့ဒါလုံးနေရတာပြင်းနေညင်းငွေ့နေပြီဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်